ဝေးပြေးလမ်းမပေါ်မှာကားမောင်းနေရင်ဘန်နိုတယောက်ရုတ်တရက်အိပ်ပျော်သွားတာကြောင့်ဘေးမှာပါလာတဲ့သူ့ညီဖြစ်သူမှာလမ်းဖြန့်ပြီးပြားရခတ်သွားရတဲ့ပါးကိုအားနဲ့ရိုက်ပြီးနှိုးလိုက်တော့မှကားကရက်သွားတော့တယ်ဒါဟာဘန်နိုအတွက်ပထမဆုံးအချိန်မဟုတ်ပါဘူးသူကတက်လေကားထဲမှာဖြစ်မြေအောက်ရထားဆောင်ရင်ဖြစ်နောက်ဆုံးမီတာ100ကျော်မြင့်တဲ့ဝင်ချီဆက်ပေါ်မှာတောင်ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့သူပါဆေးရုံမှာစစ်ဆေးကြည့်တော့ဆရာဝန်ကသူ့မှာဥနောက်ကျက်ရှိနေပြီလို့ပြောလိုက်ပါတယ်ဘန်နိုခများစိတ်ထိကြိုက်လွန်းတာကြောင့်ဆရာဝန်ရှေ့တင်နောက်တစ်ခါထပ်ပြီးအိပ်ပျော်သွားပြန်တယ်အိမ်ပြန်လမ်းမှာတော့အခုယူနောက်မှပေးစနစ်နဲ့ပစ္စည်းရောင်းတဲ့စူပါမားကတ်တစ်ခုကိုသူတွေးလိုက်ရာကနေအကြံတစ်ခုရသွားပါတော့တယ်သူနဲ့အတူဆေးရုံမှာဆေးကုသနေတဲ့အန်ဒီကိုဖုန်းဆက်ခေါ်ပြီးအရေးကြစနစ်နဲ့ပစ္စည်းတွေကိုအလူအရက်လိုက်ဝယ်ကြတယ်ပြီးတော့အဲ့ဒီပစ္စည်းတွေကိုဈေးပေါ်နဲ့ပြန်ရောင်းပြီးငွေသားဖြစ်ပြောင်းလိုက်ကြတာပေါ့သူတို့တည်သွားရင်ပြန်ဆက်เสียမလို့တော့ဘူးဆိုတဲ့အတွေးနဲ့ကြံရှိနေတဲ့ဘဝတက်တန်းမှာအပျော်ဆုံးနေသွားဖို့သူတို့ကြံစီကြတာပါသူတို့ဟာကံပါပင်ကားတစ်စီးကိုငှားပြီးလမ်းဘေးခီးရှည်ကြီးကိုစတင်ခဲ့ကြတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲပြဿနာကဆက်တက်ပါတော့တယ်အန်ဒီကအိတ်ချင်လာတာကြောင့်သူ့ရဲ့အောက်ဆီဂျင်ဘူးကိုကြည့်ပေးဖို့ဘန်နိုကိုမှာခဲ့ပေမဲ့နာရီဝက်တောင်ပြည့်ခင်မှာပဲဘန်နိုကအိပ်ပျော်သွားပြန်တာကြောင့်အန်ဒီနိုးလာခဲ့ရတယ်အန်ဒီလည်းအိမ်သာသွားဖို့အပြင်ထွက်လိုက်တဲ့အချိန်မှာထိတ်တိုက်တိုးလိုက်တာကချင်းသေးကြီးတကောင်လွတ်လန်းမရှိတော့တာကြောင့်အန်ဒီလည်းမျက်စိမိတ်ပြီးကံကြမ္မာအတိုင်းလွတ်ထားလိုက်ပေမဲ့စမ်းကြယ်စွာပဲချင်းသေးကြီးကသူ့ကိုဘာမှမလုပ်ခဲ့ပါဘူးအန်ဒီကတော့ပျော်လုံးလို့အဲ့ဒီဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်ရာကနေကြည့်ရှုသူ3 တန်းကျော်ပြီးတညတွင်ချင်းနမီကြီးသွားပါတော့တယ်မကောင်းတဲ့အချက်ကတော့ရဲတွေကလည်းသူတို့ကိုစောင့်ကြည့်လာတာပါပဲဒါနဲ့သူတို့လည်းအမြန်ဆုံးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြတယ်လမ်းခုလက်မှာတော့ကားထဲမှာခိုးလိုက်လာတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီကောင်လေးကသူများပစ္စည်းတွေကိုခိုးလာတာကြောင့်ကားပေါ်ကဆင်းတာနဲ့အဖမ်းခံရမှာတေချာနေတယ်အန်ဒီကစိတ်ရင်းကောင်းစွာနဲ့ပဲကောင်လေးကိုခေါ်သွားဖို့ဆိုတင်းပြောခဲ့ပေမဲ့ဒီစေတနာကဝေဒနာဖြစ်သွားပါတော့တယ်ဘန်နိုကသူ့ဇနီးဟောင်းရဲ့မင်္ဂလာဆောင်ကိုခဏသွားတက်နေုံမှာပဲအဲ့ဒီကောင်လေးကသူတို့ကားကိုခိုးပြအေးသွားခဲ့တာပါသူတို့မှာတခြားရေးချယ်စရာမရှိပဲသူစိမ့်တွေရဲ့ကားကိုကြုံတလို့စီးရင်းနဲ့နောက်ဆုံးတော့သူတို့သွားချင်တဲ့ခီးဆုံးကိုရောက်သွားခဲ့ကြတယ်အဲ့ဒီမှာသူတို့နှစ်ယောက်ဘဝရဲ့နောက်ဆုံးချိန်ကိုအတူတူဆောင်စားနေကြတော့အန်ဒီရဲ့အချက်ပေးဆက်လေးမြည်လာပါတယ်ဒါဟာဆေးရုံမှာသူ့အတွက်အဆုတ်လူရှင်တွေ့ပြီဆိုတဲ့အဓိပ္ပာယ်ပေါ့အန်ဒီကဘန်နိုကိုထားခဲ့ပြီးဆေးရုံကိုအပြေးလွှားပြန်သွားခဲ့တယ်ဒါပေမဲ့ဆေးရုံရောက်တော့ဆရာဝန်တွေကဘာစကားမှမပြောဘဲတိတ်ဆိတ်နေကြတယ်တကယ်တော့ဆေးရုံကသူ့ကိုပြောချင်တာကဘန်နိုရဲ့ဥနောက်ကျိတ်ဆိုတာဆေးစစ်ချက်မိုင်းသွားတာဖြစ်ပြီးအန်ဒီကဒါတကယ်တမ်းဘဝရဲ့နောက်ဆုံးချိန်ကိုရောက်နေပြီဆိုတာပါပဲတစ်ဖက်မှာလည်းဘန်နိုဟာသူ့ဇနီးဟောင်းစီကနေအဲ့ဒီဆေးစစ်ချက်ဟာသူ့ရဲ့စစ်ချက်မဟုတ်ဘူးဆိုတာသိလိုက်ရတယ်သူဟာအန်ဒီစီကိုချက်ချင်းပြန်ပြေးလာခဲ့ပြီးသူတို့နှစ်ယောက်ပထမဆုံးဆုံခဲ့တဲ့အဆောက်အုံခေါင်မိုးပေါ်ကိုအတူတူသွားခဲ့ကြပါတယ်နေမင်းကြီးထွက်ပေါ်လာတဲ့အချိန်မှာတော့အန်ဒီဟာဘန်နိုရဲ့ဘေးမှာပဲဖြည်းဖြည်းချင်းအသက်ရှူရသွားပါတော့တယ်တကယ့်ကိုစိတ်မကောင်းစရာကောင်းတဲ့အလှည့်ပြောင်းလေးပါပဲဗျာ